နေဝင်စည်းစော့ချင်းလေးမျိုးသည့်ဓမ္မရဲ့ကြီးဖျားရှိတွင်ရပ်နေသည်တမိုင်းဦးနှင့်အနုပညာကိုမျှော်ကြည့်ရင်သူသည်အတွင်းခန်းစီသို့ဖြည်းဖြည်းချင်းဝင်သွားသည်ရှေးဟောင်းလေထူးသည်သူ့ကိုဝန်းရံလိုက်သည်ဓာတ်မီဖွင့်လိုက်သည်ဖုံးအုပ်ထားသောအတွင်းပတ်လမ်းကြောင်းကိုရှာဖွေရင်းသူရှေ့ဆက်သွားသည်သူ၏စပေါ့ဘီမ်သည်နိုင်ရန်ပေါ်ရှိထူးဆန်းသောတင်ကေတတစ်ခုပေါ်သို့ကြားရောက်သည်ဂျီယိုမက်ထရစ်ပုံစံနှင့်ရှေးမြင့်ပါစလုံးများရောထွေးနေသည်စူးစမ်းလိုစိတ်ကြောင့်လေးမျိုးသည်လက်ချောင်းဖြင့်ထိုတင်ကေတကိုဖြည်းဖြည်းချင်းထိလိုက်သည်တင်ကေတသည်ရုတ်တရက်အပြာရောင်ထွက်လာသည်လေသည်တဟုန်ထိုးတိုက်ခတ်လာသည်မျက်စိတမိတ်အတွင်းဖျားအတွင်းရှိအမောင်ထူးသည်အလင်းရောင်ပလန့်ကျန်းနေသောခမ်းမကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်လေးမျိုးသည်မျက်စိကိုပုတ်လိုက်သည်သူ့ရှေ့တွင်ဂျိုးစယုံခေတ်ဝတ်စွန်ဝတ်ထားသောမင်းကြီးမင်းသားများအမတ်များထင်ပြီးနေသောဧကန်ပွဲတစ်ခုကိုတွေ့မြင်ရသည်တီချင်းတန်ရဲ့စကားပြောတန်အားလုံးရပ်တန့်သွားသည်ခမ်းမတစ်ခွင်ရှိလူအားလုံးရဲ့မျက်လုံးများသည်ဤဂျိုတရက်ပေါ်လာသောနိုင်ငံသားကိုစိုက်ကြည့်နေကြသည်သူ၏လက်ကဝက်ပေါ်ရှိတင်ဂေတာလေးထိအပြာရောင်တစ်ချက်လင်းလိုက်သည်ဖယင်ကိုယ်တိုင်သူ့ဘက်သို့မတ်တက်ရက်လျက်ကြည့်နေသည်